Hello, wow. Hello, alo me mingala ba, chano bo no. Line bo ma pyo tin bo, torole senza re. Tame ma pyo le ma phi. Kaya kan sini ko re pyo khai ne so chano pyo pi ma no. Wa bo twi de lu le pyan pi share pi bo. A thi ka ro ta wan shi de lu de myin lo shin no. Ho pi ma kaung ma thin ne. Chano le Asia yong le ya phone number le ma ti so ro Asia yong le set twe pho le. Asia yong a phone number le ma ti ro khet ne da. Asia yong a tari ne myan nan ji ni de a kauk ya le a kong lo a phet kha ne Asia ne ko a chik set pyat ne da. Ma pyo ma lo ma phone a ya khweb lai ma ba ma pyo a de ba lo pi lo chen. Wa di ni wa CDM ရဲတွေကိုเนาะ CDM ရဲတွေကျွန်တော်ခေါ်တာပေါ့ဒီမှာရောက်လာကြတာတော့ခေါ်တဲ့ချိန်ကျတော့တွေ့ချင်လို့ပြောစရာရှိလို့ဆိုတော့ကျွန်တော်ခေါ်တာကျွန်တော်တော့တွေ့ပေးတာပေါ့เนาะတော့တွေ့ပြီးခါမှာအမှသူတို့က NUG ရဲ့ဟိုပေါ့အတိမပြူဟိုတဝန်လာလေးရှိတယ်ဆိုတော့ဒီမှာရောက်လာတယ်ဆိုသူတို့ကဟိုပေါ့အထောက်ထားမဲ့ဟိုကိုဆောင်ဖြစ်နေတယ်အဲ့ဒါကြောင့်တကယ်လို့အဖမ်းစည်းများခံရတော့သူတို့တော့မတွေးဝင်စရာပေါ့နော်မတွေးဝင်စရာပေါ့အဲ့ဒါကြောင့်ဒီတာဝန်ရှိတဲ့လူတွေကအဲ့လိုပေါ့ UM နဲ့ချစ်ဆက်ပေးဖို့ကျွန်တော်အထင်ကတော့ဒါဟိုဒီ CDM ကူညီတဲ့အဖွဲ့အစည်းဒီမလေးရှားမှာရှိမတင်နဲ့ဟို CDM ဒီကူညီတဲ့အဖွဲ့အစည်းတွေမြင်လို့ရှင်တယ်ကျွန်တော်ချစ်ဆက်ပေးပါဦးပြီးတော့ဟိုကျွန်တော်ရဲ့လက်လေးကိုမြင်လို့ရှင်လည်းဒီ CDM အဖွဲ့အစည်းကိုဟိုပေါ့ဟိုစုစည်းတဲ့လူကူညီပေးတဲ့လူရှိလို့ရှင်တော့သူတို့ဟိုတိအောင်လို့ပြန်ပြီးမှမျှဝေပေးပါလို့ကျွန်တော်ပြောချင်တယ်သူတို့ကဒီမှာဟိုလက်နက်ကန် CDM ဒီဆိုတော့ဒီမှာရောက်လာတယ်ကိုဆောင်နေနေတယ်မတော်တဆများဒီမှာရဲကဖမ်းလို့ပြန်ပို့ပြီးဆိုရင်သူတို့ကတော့ကမတွေးဝင်စရာတော့သူတို့ညှဉ်းပန်းနှိမ့်ဆက်ပြီးမှတပ်ဖြတ်ခံမှာအဲ့ဒါကြောင့်လုံးဝဟောပေါ့နော်မတွေးဝင်စရာပေါ့အဲ့ဒါကြောင့်ကိုရီးယားတော့ဘာမှတော့မဟုတ်ဘူးကိုလည်းစောက်သုံးမကြပါဘူးကိုလည်းစောက်သုံးမရတဲ့ထဲမှာသူများတွေကိုတော့ကိုလည်းတနာတာတောင်နော်အဲ့ဒါဆိုတော့ကျွန်တော်ပြောချင်တာအေဇီယာယုံကဖုန်းနံပါတ်တင်အေဇီယာယုံနဲ့တိုက်ရဲကိုဆက်သွယ်ပြီးခါမှာအဲ့လိုဖြစ်ချင်တာပဲကိုဟိုအဲ့လိုမသိတဲ့အတွက်ကျွန်တော်ကမပြောသင့်စဉ်းစားပြီးခါမှာပြောလိုက်တာပါသူတို့ကလည်းပြောပေးပါဆိုလို့ပြောလိုက်တာဒီဟို CDM 4-5ယောက် CDM 4-5ယောက်ရှိတယ်ဒီနေ့ကျွန်တော်နဲ့တော့သူတွေရဲပေါ့နော်ရဲ CDM ပေါ့နော်အဲဆိုတော့သူတို့ကိုဟိုဘယ်လို UM နဲ့တွေ့ပေးမလားဘယ်လိုလဲဟိုဘယ်လိုပုံစံနဲ့လဲအဲ့လိုဒီ CDM ကူညီတဲ့အဖွဲ့အစည်းရှိသလားဒါမှမဟုတ်ကျွန်တော်တို့ချင်းယုံကနေနေပြီးခါမှပဲဟို UM ဟိုအဲ့လိုပဲတင်ပြပေးမလားအဲ့လိုလေးတွေပေါ့နော်ကျွန်တော်ရဲ့လက်လေးကိုမြင်လို့ရှိရင်ကျွန်တော်ဆက်သွယ်ပေးပါကျွန်တော်ကအဲ့လို Asia ယုံကိုပို့ပေးဆိုရင်လည်းပို့ပေးလိုက်မယ်ဘယ်လိုပါညာဆိုရင်လည်းဟိုကျွန်တော်ကဟိုပေါ့ဟိုလူပေးလို့ရတယ်ဂျာနာတော့ကျွန်တော်လည်းနားမလဲဘူးသူတို့ကအဲ့လိုလေးအကူကြီးတောင်းလာတဲ့အတွက်ဒီလိုလေးပြောဆိုပေးပါအောင်ဟိုပြောတဲ့အတွက်ကျွန်တော်ပြောပေးတာနော်တွေ့တယ်လို့မျှဝေပေးပါအောင်သူတို့ကလည်းတမန်လာတာမဟုတ်တဲ့သူကလက်နက်ကန်အဖွဲ့အစည်းကနေအဲ့လို CDM လုပ်လာတယ်ဆိုတော့တကယ်လို့ဒီမှာအထောက်ထားမဲ့နဲ့နေလို့ရှင်ရဲကဖမ်းလို့ပြန်ပို့ပြီးဆိုရင်သူတို့အတော့ကမတွေးဝင်စရာဖြစ်တယ်ဒါကတော့သူတို့တွေးချင်မှတွေးမှကျွန်တော်တွေးပေးတာပေါ့နော်ကိုအတော့ကတော့ကိုမတွေးဘူးသူမြခံရမှာတွေးတယ်ကိုခံရမှာကျကိုကမတွေးဘူးသူတို့လိုပဲကိုလည်းသူတို့ပဲနော်ကိုစပိုဆိုတာပေါ့ကွာအဲဆိုတော့အဲ့ဒါလေးပြောချင်တာပါဟိုများလေးအဲ့ဒါမျိုးကြောင့်ပြောလို့မကောင်းဘူးเนาะဒီနိုင်ငံမှာအဲ့လို CDM အဖွဲ့အစည်းတွေကိုကူညီထောက်ပံ့ပြီးမှဟိုကူညီဆောင်ရွက်ပေးနေလူတွေအဖွဲ့အစည်းရှိမှအဲ့လိုအဖွဲ့အစည်းကကျွန်တော်ဟိုလိုက်လေးကိုမြင်လို့ရှိရင်ကျွန်တော်ဆက်သွယ်ပေးပါတာမမဟုတ်ရင်လည်းကျွန်တော်ချင်းယုံတွေပေါ့เนาะဟိုအေဇာယုံကနေနေပြီးခါမှာဟိုမြင်မဲ့ဆိုရင်တော့ဟိုကျွန်တော်ဟိုအကျိုးကြောင့်လေးပြောပါကွာအေဇီယာယုံကိုပို့ပေးလိုက်ပါဆိုတော့ကျွန်တော်ပို့ပေးလိုက်မယ်အေဇီယာယုံကနေမှဟိုဘယ်လိုလဲ UM နဲ့ချိတ်ဆက်ပြီးဘယ်လိုပါညာလုပ်မလဲစတရားဖြစ်ပေါ့နော်အဲ့ဒါလေးပြောချင်တာပြီးတော့ကျွန်တော်တို့ Kamlet community အနေနဲ့လည်းဟိုအဲ့ဒါလေးတွေကိုကိုယ့်လူမျိုးတွေဒီလိုဖြစ်လာလို့ရှိရင်ကိုယ့်လူမျိုးတွေအနေနဲ့လည်းဒါတွေကိုယုံအနေနဲ့ဆောင်ရွက်ပေးတင်တယ်လို့ကျွန်တော်မြင်တယ်နော်ကျွန်တော်ကိုရီးယားတော့ဘာမှတော့နားမလည်ပါဘူးနော်အဲ့လိုပေါ့ဘသူဘာဖြစ်ကိုနဲ့မဆိုင်တယ်လို့ပဲဘသူပဲဆေးုံတက်ဘသူပဲဘာဖြစ်ဘသူပဲဘာပဲဖြစ်ဘာမှမလုပ်ပေးဘဲနဲ့ဒီတိုင်းရက်ပဲနေကြတာတော့မကောင်းအခုကတော့သူတို့မတိလို့ဖြစ်မှာမတိလို့ community အခု community ရုံးကတော့ဟာမတိလို့ဖြစ်မှာအရင်ကျွန်တော်ပြောတာအရင်ဟာလည်းပြောတာအရင်ကဆိုဘာဖြစ်ဟွာဒါတစ်ခါလိုက်ကြည့်တာတော့လုပ်ပေးတာတော့ဆောင်ပေးတာလည်းမရှိဘူးအခု community ရုံးကမတိလို့ဖြစ်မှာဆိုတော့ပြောချင်တာတော့
community ရုံးကနေချိတ်ဆက်ပြီး Asia ရုံးကိုလာတိုက်ရဲ့ Asia ရုံးလာစတင်အဖြစ်ပေါ့နော်ကိုကတော့ဘာမှမလုပ်တတ်ဘူးနော်ကိုကပြောသူတို့အကူအညီတောင်းတယ်တော့ကျွန်တော်ပြောပေးတာနော်ပြောပေးတာဒါအများကြီးပြောလို့လည်းမကောင်းဘူးဒီနိုင်ငံမှာလည်းဒီCDM ဒီကူညီဆောင်ပေးနေတဲ့အဖွဲ့အစည်းရှိကိုရှိမယ်ဒီလူတွေကတာမန်လူတွေမဟုတ်ဘူး CDM သမားတွေဖြစ်တဲ့အတွက်UM ဆောက်ပေးမယ်ဆိုရင်ချက်ချင်း UM ရမယ်လို့ထင်တယ် UM နဲ့တွေ့ဆုံဆွေးနွေးမယ်စသည်အဖြစ်ပေါ့ကျွန်တော်ကတွေးပေးတာတော့ဒီလူတွေကစကားလည်းမတတ်ဘူးဘာမှမပြောတတ်ဘူးရဲကဖမ်းလို့ပြမဆိုနဲ့တွားပြီးဟောမှာရောက်တယ်လေဆေးရောက်တယ်မွေးခွေးရနွားရအရက်ခံမှာသူတို့အတွက်ကျွန်တော်တွေးပေးတယ်နော်စိတ်မကောင်းဘူးအဲ့ဒါကြောင့်ကျွန်တော်ချင်းရုံးအနေနဲ့လဲကျွန်တော်လေးကိုမြင်လို့ရှိရင်ကျွန်တော်ဆက်တွေ့ပေးပါပြီးတော့ဒီဒါမျိုးအဖွဲ့အစည်းတွေကိုကူညီဆောင်ရွက်ပေးနေတဲ့ဒီနိုင်ငံမှာရှိလို့ရှိရင်ကျွန်တော်ဆက်တွေ့ပေးပါ4-5ယောက်ရှိတယ်နော်ပြီးတော့ပေါ့အဲ့လိုပါပဲကျွန်တော်အများကြီးပြောလို့မကောင်းပြီးတော့ဆိုကျွန်တော်လည်းအခုတယောက်နှစ်ယောက်ကကြည်တယ်နော်ကြည်နေတယ်လို့ပြန်ပြီး share ပေးပါရေးပြီးမှပြန်ပြီးအဲ့ဒါမှသူများတယ်မြင်မှာနော်မနေ့ဖြန်တပည့်ခါဒီကျွန်တော်စောင့်ကြည့်လို့မထူးဘူးဆိုရင်ကျွန်တော်ဖြဲပြီးမှပြောတော့မှာနော်ဒါမှမဟုတ်လေအေးစရာရုံးကဖုန်းနံပါတ်လေးပါလေတိလို့ရှင်ကိုညီပေးကြပါအောင်ကျွန်တော်လည်းအရင်တော့ဟိုဘက်နိုင်ငံကူးသွားတယ်အေးစရာရုံးမှာဥက္ကဋ္ဌလုပ်ခဲ့တယ်လို့ဖုန်းနံပါတ်တော့တိတယ်ဒါပေမဲ့အခုသူကမရှိတော့ဟိုဘက်ပြောင်းသွားဆိုတော့ကျွန်တော်လည်းနောက်လူတွေရဲ့ဥက္ကဋ္ဌတွေဖုန်းနံပါတ်မတိလို့အေးစရာရုံးကဖုန်းနံပါတ်လေးတိတယ်လို့ရှင်လေကျွန်တော်ကိုပို့ပေးပါဦးကျွန်တော်တိုက်ရိုက်ဆက်ဖုန်းခေါ်ပြီးမှဆင်းပြလို့ရတာဗောနော်အဲ့လောက်ပါပဲကျေးဇူးတင်တယ်နော်ကိုလူမျိုးရေးကိုလူမျိုးမှမဟုတ်ဘူးဒါမင်းအောင်လိုင်းရအာနာသိန်းလို့တချို့ဟာတွေကမင်းအောင်လည်းလက်အောင်မှမနေချင်းလို့သူတို့လက်နဲ့တွေစွန့်ခဲ့ပြီးအဲ့လိုတွေလှုပ်လာတဲ့ချိန်မှာကိုဒီဘက်ကတော့တတ်နိုင်တဲ့ဘက်ကကိုညီရမှာဗောနော်ကျွန်တော်လည်းမြန်မာပြည် CDM သမားတွေထင်အောင်တော့စောကူညီပေးနေတာကိုတွေကတော့ကိုယ့်ဟာကိုယ်တော့စောက်တော့မရပြီမယ်ကိုယ်မရှိတဲ့ဟာတွေတော့လက်ကတုံနေပြီမဲ့တတ်နိုင်တဲ့ဘက်ကတော့တောက်ဆောင်းနေအောင်ကိုကူညီပေးနေတာဒီနေ့လဲတနင်္ဂနွေနားမလားဆိုနားကိုမနာရဘူးဟိုကကိုဒီကကိုနေမှာအဲ့ဒါပါပဲနော်အဲ့လို share ပေးပါအဲ့လိုကအဖွဲ့အစည်းတွေမြင်အောင် CDM ကူညီတဲ့အဖွဲ့အစည်းတွေမြင်အောင်ပြီးတော့ကျွန်တော်ချင်းယုံတို့ဘာတို့ UM တို့အဖွဲ့အစည်းတွေကမြင်အောင်အဲ့လို share ပေးပါဒါမှမဟုတ်လဲအဖွဲ့အစည်းတွေကဖုန်းနံပါတ်လေးပို့ပေးပါနော်ကျေးဇူးတင်တယ်အဲ့လောက်ပဲ